ဒါကတော့လေဒုတိယပိုင်းမှာလှုပ်ပြထားတဲ့တင်ယုံကမောခေါင်းလျှော်ရည်ရဲ့ reset ပါမယ်ဒီမှာကြည့်ပါအရန်ကိုပြစ်တယ်နော်မင်းဒီမှာအရန်ကိုကောင်းပါတယ်ဒီလိုမျိုးလေတင်ယုံကမောခေါင်းလျှော်ရည်လေးကကောင်းဖို့ဆိုရင်လေကုန်ချမ်းကအရန်ကိုအရေးကြီးပါတယ်ကုန်ချမ်းကောင်းမှသူ့ရဲ့ထုတ်ကုန်လေးတွေလည်းကောင်းမှဖြစ်ပါလေရှင်ဒါကြောင့်ကုန်ချမ်းဝယ်ရင်တည်တည်ချာချာရွေးချယ်တတ်ဖို့လည်းအရေးကြီးပါတယ်အခါတော့လေစုအနီးကပြတဲ့ဟာလေးနော်ဒီမှာအရန်လည်းပြစ်ပါတယ်ပြီးသူ့ရဲ့အယောက်လေးကလေကာလာမထည့်ထားဘူးနော်သူ့ရဲ့တာဘွားအယောက်လေးတိုက်ပါပဲနော်မြင်ဒီမှာကြည့်ပါအရန်ကိုကောင်းပါလေရှင်စုကပညာဒါနဗီဒီယိုလေးတွေကိုအပြည့်အစုံမျှဝေသွားမှာဖြစ်ပါတယ်စုရဲ့ဗီဒီယိုလေးကိုကြိုက်နေသေးတယ်ဆိုရင်အပေါင်းလေးတွေကိုနှိပ် share သွားဖို့မမေ့ပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတစ်ခုမှတွေ့ကြမှာဖြစ်ပါတယ်အားလုံးကို bye bye